ဒီနေရာလေးကတော့ရွှေအင်းသားတဲ့နော်ရွှေအင်းသားငဖဲအသားချောင်းနော်ပဲခူးမျိုးကနေပြီးတော့ထုတ်တာဖြစ်ပါတယ်ဒါတငယ်ချင်းလေးအိမ်ကိုလာသွားတော့ပဲခူးသူလေးလာသွားတော့လက်ဆောင်ရထားတယ်ဖြစ်ပါတယ်ဒါကတော့ငဖဲလေးပါနော်ဒါကတော့ငဖဲပေါ့ငချင်လို့ခေါ်မှာပေါ့နော်ငချင်လေးပါဒါကသူ့ရဲ့ထုတ်ပုံပုံစံလေးနော်လုံးဝအနက်လည်းမထွက်ဘူးအရေးထွက်တာလည်းမရှိဘူးအဖက်ကိုခွာလိုက်တဲ့အချိန်မှာအထဲထဲမှာအသားကဒီလိုအပြည့်ပါတယ်နော်အထဲထဲမှာအသားလေးဒီလိုအပြည့်ပါတယ်ရှင်ဒါကတော့တော့ဝက်လှီးထားတာလေးပေါ့နော်ဒါလှီးပြထားလေးပါဒါသူ့ရဲ့ငဖဲလေးပါနော်ငဖဲချင်းလေးပါစားကြည့်ရတော်တော်ရတာရှိရချင်းဒီတိုင်းစားတာပါလေကောင်းပါတယ်ရှင်ကဲဒီနေ့ကတော့ရွှေပြေဝါမြေပဲစီတန်းလေးနဲ့ငဖဲချင်းလေးပေါ့ငချင်းလေးတုပ်ပါမယ်ပေါ့နော်ကဲကြည့်လိုက်ပါဦးနော်ချင်းလေးနဲ့စားတာကြတော့လေမနော်သူချင်းလေးကြည့်နော်ပထမချင်းဒီမှာဒါကအကြည့်ပါတယ်ရှင်အဖေချင်းလေးပေါ့နော်အရန်တာလေးတော်ကောင်းနေရှင်မတော့ကြတယ်ရတာရှယ်ပဲဒီနေ့ကတော့တန်းလိုရဟင်းညိုလေးရယ်တစ်ဖက်တော့လေးပေါ့နော်ဒီမနေ့စားပြရတယ်မတောက်တော့ပြီးမှပတားလေးကြော်ပြီဒါလေးရအောင်ဒီစင်ရပါလားအချုံမုံလေးနည်းနည်းတော့ထည့်နော်။ဒီချုံမုံလေးနည်းနည်းထည့်ပါမယ်ရှင်။ဒီချုံမုံလေးနည်းနည်းထည့်လိုက်ပါမယ်။ဒီကလို့ရှိရင်တော့ဟောဒီမှာရွှေပြေးဝါမြေပဲစီတတ်မယ်ဖြစ်ပါတယ်ရှင်။ပဲစီစစ်နဲ့တုတ်တဲ့ခါမှာပေါ့နော်။အတုတ်ကလေးတွေကမှုေးနေရပဲ။ဟင်းချက်တဲ့ချိန်မှာပဲစီအနံကိုတိတ်မတိတာပဲမဲ့ဒီလိုအတုတ်တွေတုတ်စားတဲ့ချိန်မှာဆိုလို့ရှိရင်နော်။မြေပဲစီတန်းစစ်ပေါ့စုံစီပေါ့ဒီလိုစုံစီစစ်နဲ့တုပ်စားတဲ့အခါမှာစီရဲ့အရသာအတုပ်ရဲ့အနံ့အရသာအမွှေးအနံ့ကိုတိတိကျကျပေါ်ပေါ်လင်းလင်းရရှိရပဲဖြစ်ပါတယ်။ဒီမှာတော့လက်ဖက်တုပ်စားလို့ပဲဖြစ်ဖြစ်စီစိမ့်နဲ့တုပ်စားတဲ့တုပ်ကလေးဆိုလို့ရှိရင်တော့ရွှေပြေဝါစုံစီမြေပဲတီတန်းကိုပဲသုံးပါတယ်ရှင်။ကဲဒါကတော့ရွှေပြေဝါစုံစီမြေပဲတီတန်းပါရှင်။ပြီးစိမ့်စားလေးနည်းနည်းပြင်လိုက်ပါမယ်။ကဲဒါကจุดတော်ပြချင်းရပေါ့နော်ခုနကပစုံကြောက်လေးခတ်လိုက်တာမရမ်းမိလိုက်ဘူးနော်ပစုံကြောက်လေးပဲခတ်တာ။ဒါပစုံကြောက်ရဲ့ပြီးစိမ့်စားလေးခတ်ထားပါမယ်ရှင်။ပေါ့ငယ်လေးကတော့စင်ပြီးလို့ပေါ့နော်။ကဲရပါမယ်။ဒါကတော့တန်တလော်ရက်ကလေးတွေပဲဖြစ်ပါတယ်နော်။တန်တလော်ရက်ကလေးတွေပဲဖြစ်ပါတယ်။တန်တလော်ရက်ကလေးပါ။အောက်လိုက်ပါမယ်နော်။အောက်ပါမယ်ရှင်။နံရမွေးနေမယ်နော်အဲ့ဒါရဟင်းသားလေးရပါပြီအသားကြော်နော်ကြည့်ရတန်လောရဟင်းချိုဝတ်သားချိုဒီနေ့ပေါ့နော်ဒီနေ့